အီတလီလက်ရွေးစင်အသင်းဘာတွေမှားနေလဲအီတလီကကမ္ဘာဖလားမှာ၄ချိန်တိတိချန်ပီယံဖြစ်ခဲ့ပူးပါတယ်ဘရာဇီးပြီးရင်ဒုတိယမြောက်အောင်မြင်ဆုံးဖြစ်ဂျာမနီအသင်းနဲ့အတူတူလဲပူးတွဲရည်တည်နေတဲ့အသင်းဖြစ်ပါတယ်ဒါပေမဲ့အခု2026မှာတော့သူတို့ကကမ္ဘာဖလားခြေစစ်ပွဲတော်မအောင်မြင်နိုင်တော့တဲ့အထိဆိုးဝါးသွားပါတယ်ပြီးတော့ဒါပထမဆုံးချိန်လည်းမဟုတ်ဘဲနဲ့2018 2022နဲ့2026သုံးချိန်ဆက်တိုက်ကမ္ဘာဖလားဝင်ခွင့်နဲ့လွဲချော်ခဲ့ရတာဖြစ်ပါတယ်ချန်ပီယံဟောင်းအသင်းတစ်သင်းအနေနဲ့ကမ္ဘာဖလား၃ချိန်ဆက်ကိုလွှဲချော်သွားခဲ့တယ်ဆိုတာအီတလီအသင်းကပထမဆုံးပဲဖြစ်ပါတယ်။ဘောလုံးအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့အီတလီကဘာလို့ဒီလောက်ထိဆိုးဆိုးရွားရွားကျဆင်းသွားခဲ့ရပါလဲ။အီတလီအသင်းဘာတွေမှားနေတာပါလဲ။ကျွန်တော်တို့ဒီအကြောင်းကိုအချက်၅ချက်နဲ့ပြောပြသွားခြင်းပါတယ်။နံပါတ်၁ကစားသမားမျိုးဆက်ပြက်လက်မှုလက်ရှိအီတလီလက်ရွေးစင်အသင်းရဲ့ကျဆင်းမှုတွေမှာအသိသာဆုံးနဲ့အထင်ရှားဆုံးအချက်တစ်ချက်ဖြစ်ပါတယ်။အီတလီကကစားသမားမျိုးဆက်ပြက်လက်မှုပြဿနာနဲ့ကာလကြာရှည်ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။လက်ရှိအီတလီမှာနောက်လည်းရှေ့နေရလိုက်ကစားသမားကောင်းတွေ80သန်းလောက်ရှိနေပြီမဲ့ပြင်သစ်လိုဂျာမနီလိုထိပ်သီးပြိုင်ပွဲတွေနဲ့နှိုင်းယှဉ်လိုက်ရင်ကစားသမားစုဖွဲ့မှုချင်းကအတော်ကွာနေပါတယ်။အသင်းတစ်သင်းတို့အရေးပါတဲ့တိုက်စစ်မှုနေရာကိုပဲကြည့်မယ်ဆိုရင်လက်ရှိအီတလီတိုက်စစ်ကိုအဓိကဦးဆောင်နေကြတာရတက်ကီနဲ့မိုက်စကိန်းဖြစ်နေပါတယ်။ရတက်ကီကအမနစ်ကအတလန်တာမှာအထူးချစ်စွမ်းပြကစားခဲ့ပြီးတော့စီးရီးရဲ့ရွှေပနက်ဆုရှင်ဖြစ်ခဲ့ပြီးမဲ့ဥရောပအဆင့်မှာသူ့အနေနဲ့လောက်လာချစ်စွမ်းပြခဲ့တာတစ်နှစ်လောက်ပဲရှိပါသေးတယ်။မိုက်စကိန်းဆိုရင်လည်းပြီးခဲ့တဲ့တနစ်ခွဲနှစ်လောက်အတွင်းမှာဖယ်ရီနာမှာချစ်စွမ်းပြပြီးကစားလာခဲ့တယ်။ရတက်ကီရောမိုက်စကိန်းမှာခက်ညံ့ညံ့ကစားသမားတွေတော့မဟုတ်ကြပါဘူး။သူတိုင်းတာနဲ့သူကောင်းတဲ့ချစ်စွမ်းပြနေကြတဲ့ကစားသမားတွေဖြစ်ပါတယ်။ဒါပေမဲ့အီတလီလိုထိပ်သီးအင်အားကြီးအသင်းရဲ့တိုက်စစ်များကိုဦးဆောင်နိုင်လောက်တဲ့ထိပ်တန်းဆင့်ကစားသမားမျိုးတွေမဟုတ်သေးဘူးလို့သုံးသပ်ရမှာဖြစ်ပါတယ်။ကွင်းလန်နဲ့ခက်စက်မှာဆိုရင်လည်းအလားတူပါပဲ။သူတိုင်းတာနဲ့သူကောင်းတဲ့ကစားသမားတွေရှိပါတယ်။ဒါပေမဲ့ဖိအားများတဲ့တကယ်တမ်းအဆုံးဖြတ်ပေးလာမဲ့မိုးရဲရတဲ့နေသားတွေမှာအသင်းကိုအကောင်းဆုံးဦးဆောင်ထိန်းကျောင်းနိုင်မဲ့ကစားသမားမျိုးတွေတော့တိတ်များများဆဆရှိမနေခဲ့တာအီတလီအသင်းရဲ့အဓိကပြဿနာပဲဖြစ်ပါတယ်။နံပါတ်1အသင်းကိုစင်စက်မပြတ်မတိဆောက်နိုင်ခဲ့ခြင်းပါကမ္ဘာ့ဖလား၃ချိန်ဆက်တိုက်လွဲချော်ခဲ့ရပေမဲ့အီတလီကထိပ်ဆုံးဆင့်အောင်မြင်မှုတွေနဲ့တိတ်ပြီးတော့အလံဝေးနေသေးတဲ့အသင်းတော့မဟုတ်ပါဘူး။ယူရို2010မှာတင်ချန်ပီယံဖြစ်ထားခဲ့တဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ဒါပေမဲ့အီတလီကအသက်အရွယ်ရလာတဲ့ဒေါက်နိုင်ကစားသမားတွေကိုအကောင်းဆုံးစားထိုးနိုင်မှုနဲ့အသင်းကိုစင်စက်မပြတ်ပြန်လည်တည်ဆောက်နိုင်ဖို့ပြက်ကွက်ခဲ့ပါတယ်။ဒါကြောင့်ယူရို2010မှာချန်ပီယံဖြစ်ခဲ့ပေမဲ့2022ကမ္ဘာ့ဖလားမှာခြေစစ်ပွဲမအောင်ခဲ့ပဲနဲ့ယူရို2024မှာလည်း16သင်းအဆင့်ရှုံးထွက်ရနေပဲလှည့်ပြန်ခဲ့ရပါတယ်။အခု2026ကမ္ဘာ့ဖလားမှာလည်းခြေစစ်ပွဲမအောင်ခဲ့တာကိုမြင်ရပါတယ်။နံပါတ်3ကစားကွက်နဲ့နီးပြူဟာအကန့်အသတ်တွေများနေတာဒါကတော့နီးပြတွေနဲ့လည်းရာခိုင်နှုန်းတော်တော်များများသက်ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်။ပြောခဲ့သလိုပဲအီတလီကနောက်ပိုင်းနှစ်တွေမှာတိတိတသားပဲကစားသမားမျိုးဆက်ပြက်လက်သွားတဲ့အပိုင်းတွေရှိနေပါတယ်။ဒါပေမဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲတော်မောင်းနိုင်လောက်တဲ့အဆင့်ထိတော့သူတို့ရဲ့လူစင်းကနေပါမနေသေးတာကိုတော့မြင်ရပါတယ်။2022ကမ္ဘာ့ဖလားခြေစစ်ပွဲမှာအီတလီကမက်ဆီဒိုးနီးယားကိုရှုံးပြီးတော့ခြေစစ်ပွဲမောင်းမြင်ခဲ့ပါဘူး။အခုလည်းဘော့စနီးယားကိုရှုံးပြီးတော့2026ကမ္ဘာ့ဖလားဝင်ခွင့်နဲ့လွှဲချော်ခဲ့ရပါတယ်။အဲ့အတွက်မက်ဆီဒိုးနီးယားနဲ့ဘော့စနီးယားတို့ရဲ့ခြေစွမ်းပိုင်းနဲ့အားထုတ်မှုပိုင်းတွေကိုလည်းအသိမှတ်ပြုရမှာဖြစ်ပေမဲ့သူတို့ကခြေစွမ်းပိုင်းရပဲဖြစ်ဖြစ်နီးပြပိုင်းရပဲဖြစ်ဖြစ်အရင်ကောင်းနေတဲ့အသင်းမျိုးတွေတော့မဟုတ်ပါဘူး။ဒါပေမဲ့အဲ့လိုအသိကောင်းမှုတဲ့အသင်းတွေကိုပဲအီတလီကမကျော်နိုင်ခဲ့တာဖြစ်ပါတယ်။အီတလီမှာဘောလုံးမျိုးဆက်ပြတ်လာတယ်။ထိပ်ဆုံးစစ်ကစားသမားတွေအလုံးလောက်ထပ်ပေါ်မလာတော့ဘူးဆိုပေမဲ့မက်ဆီဒိုးနီးယားလိုဘော့စနီးယားလိုအသင်းတွေကိုမကျော်နိုင်ခဲ့တာကတော့သက်ဆိုင်ရာနီးပြတွေရဲ့တောင်းလည်းမကင်းပါဘူး။မက်ဆီနီယာအီတလီကို2010မှာချန်ပီယံဖြစ်စေခဲ့ပေမဲ့အဲ့နောက်ပိုင်းမှာတည်ငြိမ်တဲ့ကစားကွက်အခင်းချင်းတစ်ခုကိုဆက်ပြီးတော့တိဆောက်မပေးနိုင်ခဲ့တာကိုမြင်ခဲ့ရပါတယ်။သူ့ကိုဆက်ခံတဲ့စပယ်လက်တီကလည်းတိတိတသားပိုကောင်းမစွမ်းဆောင်နိုင်ခဲ့ပဲနဲ့ဘူးနီးပြဂတ်တူဆိုရင်လည်းရှေ့ကနီးပြတွေအတိုင်းပဲဆိုတာကိုမြင်ရပါတယ်။နီးစနစ်နီးပြရှူတောင်းရပြောရရင်ဒီနေ့ခေတ်ဘောလုံးကဘာမှာလွမ်းလုံးကောင်းကောင်းအသင်းလိုက်ဟန်ချက်ညီညီနဲ့ခန်းဆက်တက်စစ်အခုပြောင်းမြန်ဆန်မှုတွေကမရှိမဖြစ်လိုအပ်ချက်တွေလိုဖြစ်လာပါတယ်။ဒါပေမဲ့အီတလီကတော့ခေတ်ဆက်သူတို့ရဲ့ trademark တစ်ခုဖြစ်တဲ့ခန်းဆက်ကြောင်းခံမှုကိုပဲအဓိကအောင်စိုက်ပြီးတော့တန်ဖိုးအနည်းနဲ့ပဲဆက်ပြီးကစားနေတော့ဆိုတာကိုမြင်ရပါတယ်။ဒီစနစ်နဲ့နီးပြပိုင်းတွေမှာခင်းတဲ့ညီအလိုက်တဲ့လေယာတဲ့ပြုပြင်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိတာကလည်းအီတလီကိုအခုလိုမျိုးကြာဆင်းသွားစေခဲ့တာဖြစ်ပါတယ်။နံပါတ်4စီးရီးရဲ့ကြာဆင်းလာမှုလက်ရွေးစင်အသင်းတစ်သင်းရဲ့အောင်မြင်မှုကြာရှုံးမှုကသက်ဆိုင်ရာလိပြိုင်ပွဲအဆင့်တန်းနဲ့ဓာတ်ရိုက်သက်ဆိုင်မှုရှိချင်မှရှိနိုင်ပေမဲ့တော်ရိုက်တဲ့နီးနဲ့တက်ရောက်မှုတွေကတော့ရှိတတ်ပါတယ်။အားလုံးသိပြီးဖြစ်တဲ့အတိုင်းဒီဘက်နှစ်တွေမှာစီးရီးရဲ့ပြိုင်ပွဲအဆင့်တန်းကတိတိတသားပဲအကြဘက်ကိုရောက်လာခဲ့ပါတယ်။ပရီးမီးယားလိနဲ့လာလီဂါလိုထိပ်တန်းလိတွေမှာအကြောင်းကြောင့်တိတ်အဆင်မပြေခဲ့တဲ့အကောင်းဆုံးခြေစွမ်းမရခဲ့တဲ့ဒါမှမဟုတ်အရွယ်လုံးပြီးခြေကျလာတဲ့ကစားသမားတွေကစီးရီးမှာတော့အတော်ခြေစွမ်းပြပြီးကစားနေတာမျိုးကျွန်တော်တို့အကြိမ်ကြိမ်တွေ့မြင်ခဲ့ရပါတယ်။
နောက်ဆုံး3နှစ်အတွင်းမှာအင်တာမီလန်ကချန်ပီယံလိဘောလူပွဲ2ကြိမ်တက်နိုင်ခဲ့ပြီးတော့ရိုပါလိဘက်ချမ်းမှာလည်းနောက်ဆုံး3နှစ်အတွင်းရိုမာဘောလူပွဲကိုတက်ခဲ့တာအတလန်တာအသင်းကပိုဆွဲခဲ့တာမျိုးတွေတော့ရှိပါတယ်စီးရီးရဲ့ဒီလိုကြာဆင်းမှုတွေကလည်းလေရွေးစင်အသင်းပေါ်တက်ရောက်မှုတွေရှိလာခဲ့တာတော့အမှန်ပဲဖြစ်ပါတယ်နံပါတ်5အပြည့်အဝအလုံးမဖြစ်တဲ့ပြုရင်ပြောင်းလဲမှုတွေအီတလီလိုဘောလုံးအင်အားကြီးအသင်းတစ်သင်းကဘာဗလာ3ညဇက်တိုက်ဝင်ခွင့်တောင်မရခဲ့ဘူးဆိုတော့ဘောလုံးဖွဲ့ချုပ်တာဝန်ရှိသူတွေအပေါ်ဝင်မှန်ထောက်ပြမှုတွေကလည်းအတော်များများရှိလာခဲ့ပါတယ်ဒါလည်းသဘာဝကျပါတယ်ဒါပေမဲ့ဘောလုံးဖွဲ့ချုပ်တာဝန်ရှိသူတွေကလည်းအပြောင်းလဲတွေလောက်တန်တဲ့လောက်တော့လောက်ခဲ့ကြတာပါ2015ပုံမှန်ညလောက်တည်းကဒီလိုအပြောင်းလဲတွေစတင်နေခဲ့တာဖြစ်ပါတယ်ဂန်ဝင်နီးပြကြီးအာရီဂိုဆက်ချီကိုတိုင်ဦးစီးပြီးတော့နီးပြမျိုးဆက်သစ်တွေကိုစနစ်တကျမွေးထုတ်ဖို့ကြိုးစားလာပါတယ်စီးရီးကလပ်အသင်းတွေနဲ့ U23 အသင်းတွေဖွဲ့စည်းပြီးတော့ Series C Series D လောက်မှာပါဝင်ရှင်ပြိုင်ခွင့်ပေးလာပါတယ်လူငယ်မျိုးဆက်သစ်တွေကိုမွေးထုတ်ပေးနိုင်မှုအဓိကရည်ရွယ်ချက်နဲ့ဖြစ်ပါတယ်အဲ့ဒီရဲ့အသီးပွင့်တချို့ကိုလည်းသူတို့အနေနဲ့ခန်းစားခဲ့ရပြီးတော့ယူရို U19 ပြိုင်ပွဲမှာအီတလီလူငယ်အသင်းက2018-2019 နှစ်ဆက်တိုက်ဒုတိယရခဲ့ပါတယ်2024မှာတော့ချန်ပီယံဖြစ်နိုင်ခဲ့တာကိုတွေ့ခဲ့ရပါတယ်မီလန်အသင်းသမိုင်းတစ်လျှောက်အသက်ငယ်ဆုံးပေါ်ထွက်ခွင့်ရခဲ့တဲ့ကစားသမားအဖြစ်ပေါ်လိုမာရီနီရဲ့စံချိန်ကိုကျော်ဖြတ်နိုင်ခဲ့တဲ့လူငယ်တိုက်စစ်မှုဖရန်ဆက်စကိုကာမာရာအဲ့ဒီအီတလီ U19 အသင်းရဲ့ပေါ်ထွက်ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်2024ရဲ့ယူရို U19 မှာအီတလီအသင်းအနေနဲ့ချန်ပီယံဖြစ်ခဲ့တော့ကာမာရာအထူးချင်စွမ်းပြနိုင်ခဲ့ပြီးတော့ရွှေဘောလုံးဆွတ်ရှင်ဖြစ်ခဲ့ပါတယ်အဲ့ဒါအပြင်ယူရို U19 ပြိုင်ပွဲမှာလည်းအီတလီက2016နဲ့2018မှာဒုတိယရခဲ့ပါတယ်2023မှာဆိုရင်ချန်ပီယံအထိဖြစ်ခဲ့ပါတယ်2016ခုနှစ်ရဲ့ယူရို U19 မှာဒုတိယရခဲ့တဲ့အီတလီလူငယ်အသင်းမှာပါဝင်ခဲ့မှုတဲ့ဂိုးသမားအလက်မီရက်ဒီမာကိုဘာရလာနဲ့လိုကာတယ်လီတို့ကလက်ရှိအီတလီအသင်းရဲ့လက်ရွေးစင်တွေပဲဖြစ်ပါတယ်2018ဒုတိယရခဲ့တဲ့လူငယ်အသင်းကတော့ Pratici, Tonelli နဲ့ Mascain တို့လိုလက်ရှိလက်ရွေးစင်ကစားသမားတွေမွေးထုတ်ပေးနိုင်ခဲ့ပါတယ်2023ယူရို U19 မှာအီတလီအသင်းချန်ပီယံဖြစ်ခဲ့တော့လဲမိုက်ကယ်ကာရိုဒီနဲ့ Esposito တို့လိုကစားသမားတွေကိုမွေးထုတ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ပြဿနာကအဲ့လောက်နဲ့မလုံလောက်သေးဘူးဖြစ်နေခဲ့တာဖြစ်ပါတယ်အီတလီရဲ့လူငယ်မျိုးဆက်သစ်တွေကထိပ်သီးပြိုင်ဘက်တွေဖြစ်တဲ့ဂျာမနီပြင်သစ်အင်္ဂလန်စပိန်တို့နဲ့ဆိုင်အရေးအတွက်ရရောအရေးသွေးရပါတိတိတသာကွာနေခဲ့ပါတယ်ဒါကြောင့်အီတလီကလူငယ်ဆင့်ပြိုင်ပွဲတွေမှာထိုက်တဲ့အောင်မြင်မှုမျိုးတွေရနိုင်ခဲ့ပေမဲ့လက်ရွေးစင်အသင်းအတွက်တော့တိတ်အများကြီးအကျိုးမပြုနိုင်သေးဘူးဖြစ်နေခဲ့တာဖြစ်ပါတယ်အီတလီဘောလုံးဖွဲ့ချုပ်အနေနဲ့လည်းအပြောင်းလဲတွေလောက်တန်တဲ့လောက်လုပ်နေတာမှန်ပေမဲ့ဒီလောက်နဲ့မလုံလောက်သေးပဲနဲ့ဒီထက်ပိုပြီးထိရောက်တဲ့စနစ်တကျရှိတဲ့ပြုပြင်ပြောင်းလဲမှုမျိုးတွေလိုအပ်နေသေးတဲ့ဆိုတဲ့အချက်ကိုလည်းမြင်ရပါတယ်။ဘာပဲဖြစ်ဖြစ်ဘောလုံးအင်အားကြီးနိုင်ငံတစ်ခုအနေနဲ့ဘူးလိုမျိုးကမ္ဘာဖလား3ချိန်ဆက်တိုက်ခြေစပွဲမောင်းခဲ့ဦးဆိုတာတစ်ချက်တည်းနဲ့တင်လက်ရှိအီတလီဘောလုံးလောကဆိုးဆိုးရွားရွားမှားယွင်းနေပြီဖြစ်ကြောင်းသိသာစေပါတယ်။လက်ရှိအခြေအနေနဲ့ဆိုရင်တော့အဖွဲ့ချုပ်ကစပြီးတော့ဆဆရရမြေလံပြောင်းလဲပြီးတော့10နှစ်15နှစ်စာလောက်မဟာဗျူဟာမြောက်ရေရှည်စီမံကိန်းမျိုးနဲ့အစဆုံးပြန်လဲတည်ဆောက်ဖို့လိုအပ်နိုင်တဲ့အနေအထားပဲဖြစ်ပါတယ်။ဗီဒီယိုဆုံးဖြတ်ကြည့်ရှုပေးတဲ့ညီကိုတို့အားလုံးလည်းကျေးဇူးတင်ပါတယ်။ဘာမကြည့်ဘူးဆိုရင်ဆရာကျောင်း Sport Channel ကို Like Subscribe လုပ်ထားပေးပြီးတော့အားပေးသွားလို့ရပါတယ်။